မွန်စာပေနဲ့ယဉ်ကျေးမှုကော်မတီရန်ကုန်မှနှစ်စဉ်ဖွင့်လှစ်မြဲဖြစ်တဲ့မွန်ရိုးရအခြေခံအကနဲ့မွန်တူရီယာအတီးမိုးမှန်တင်တန်းကိုပြီးခဲ့တဲ့အောက်တိုဘာ၄ရက်နေ့မှာစတင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီးနိုဝင်ဘာ30ရက်နေ့မှာတင်တန်းသားတင်တန်းသူများအားတင်တန်းစင်လက်မှတ်များပေးအပ်တဲ့ခမ်းနားကိုရွှေတကုံဖျားလန်းရှိမွန်ပြည်တက်ကတ်တိုင်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။တရင်ပြည်စုံကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။မွန်စာပေနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုနောက်မျိုးဆက်တဲ့လူငယ်များရေရှည်လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်မှုအတွက်ရွေးကမွန်ရိုးရာအခြေခံကနဲ့မွန်တူရီယာအတီးမွန်မှန်တင်တန်းကိုနှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိပြီးဒီကနေ့မှာတော့တက်ရောက်ခဲ့တဲ့တင်တန်းသားတင်တန်းသူများအားတင်တန်းစင်လက်မှတ်များပေးရသွားမှာဖြစ်တယ်လို့မွန်စာပေနဲ့ယဉ်ကျေးမှုကော်မတီရန်ကုန်မှတာဝန်ရှိသူကဆိုပါတယ်မွန်စာပေရောယဉ်ကျေးမှုရောဗောလေဒီမပြောက်ပြက်အောင်အဓိကပေါ့နော်အဲ့ဒါတွေကအခုယဉ်ကျေးမှုကတော့အနောက်တိုင်းယဉ်ကျေးမှုတွေကလည်းတအားလွှမ်းမိုးနေတဲ့ခါကျတော့ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုတွေပျောက်သွားမှာစိုးရင်လို့အဲကြောင့်ကျွန်တော်တို့ဒီမျိုးဆက်တဲ့လူငယ်တွေကိုပေါ့နော်ဝေပေးခြင်းဖြစ်ပါတော့ဗောနော်အခုဖွင့်တဲ့တင်တန်းကတော့မွန်ရိုးရာအခြေခံကနဲ့မွန်ဒူရီယာအတီးမွန်မှန်တင်တန်းဖြစ်ပါတယ်ဗျအခြေခံကမှာကျတော့သူတို့ကအစိတ်နှစ်စိတ်ခွဲထားတယ်ကွာအခြေခံကပထမပိုင်းရယ်နောက်ဒုတိယပိုင်းအစိတ်တစ်စိတ်နှစ်ပေါ့လေဒါတွေခွဲထားတယ်နောက်ပြီးတော့တီးမွန်မှန်ကြတော့ကျွန်တော်တို့ဒုတိယအားလုံးပေါ့ကျွန်တော်တို့မွန်ဒူရီယာတွေကတော့လာချမ်းရယ်ဘုံရယ်နောက်ပတလားရယ်ဘလူရယ်မိချောင်းရယ်စီဝါရယ်ပေါ့နော်အကုန်ပါတယ်အဲ့ဒါအားလုံးကိုမွန်မှန်တင်တန်းနေနဲ့ဖွင့်လှစ်ခြင်းဖြစ်ပါတယ်ခင်ဗျအင်တာမအားရစရာကောင်းပါတယ်အခုကမွန်မှန်တင်တန်းထပ်ဖွင့်လိုက်တဲ့ခါကျတော့ကလေးတွေကတော်တော်လေးကိုကျွန်းကျွန်းချင်းတီးခတ်နိုင်ပါတယ်ကျွန်တော်တို့2026ခုနှစ်ကြာလို့ရှိရင်လည်းအကနဲ့အတီးပေါ့နော်အဲ့ဒါကိုလည်းဆက်လက်ပြီးတော့ဖွင့်နေအောင်ကြိုးစားမယ်ကျွန်တော်တို့မွန်စင်ရင်ဖုံးဝဲမှုတင်တန်းကိုလည်းနောက်လာမယ့်နှစ်မှာဖွင့်ဖို့ကြိုးစားပါမယ်ခင်ဗျဒီတင်တန်းကိုရန်ကုန်တိုင်းဒေသကြီးတွင်မှရှိတဲ့မြို့နယ်တည်တည်မှာမွန်မျိုးဆက်တဲ့တင်တန်းသားတင်တန်းသူ35ဦးတက်ရောက်ခဲ့ကြတာဖြစ်ပြီးတက်ကျွမ်းတဲ့တင်တန်းဆရာတွေနဲ့လေ့ကျင့်ပေးခဲ့တာကြောင့်ထိရောက်မှုရှိတဲ့တင်တန်းတစ်ခုဖြစ်တယ်လို့လည်းယဉ်ကျေးမှုဆက်ကော်မတီမှတာဝန်ရှိသူကဆိုပါတယ်မွန်အခြေခံအကတင်တန်းနဲ့မွန်အတီးမွန်မှန်တင်တန်းကို2လတာတင်တန်းဖွင့်ခဲ့တာဒီနေ့ဆိုလို့ရှိရင်တင်တန်းစင်ပွဲကျင်းပခဲ့တယ်ပေါ့နော်တင်တန်းသားတင်တန်းသူတွေကတော့အတီးရောအကရောအလုံး35ယောက်ရှိပါတယ်ဆရာမကတော့နယူးမယ်လိုဒီဟောင်းစာဆိုတဲ့အတီးပညာရှင်ဆရာမမိမိုမိုအေးကတင်ပေးတယ်လို့အကမှာကြတော့ယဉ်ကျေးမှုတက္ကသိုလ်ကအကပညာရှင်ဆရာမကြီးမိမြတန်းကလာရောက်တင်ကြားပေးတဲ့အတွက်ကလေးတွေအတွက်ကအရန်ကံကောင်းတာပေါ့နော်မွန်ကမှာကျတော့အစီကံ1နဲ့2နဲ့ရှိတယ်ပေါ့နော်အခုတစ်ကမနှစ်ကတင်နေဆိုတော့ဒီနှစ်ကဒုတိယအခြေခံနှစ်ကိုတင်ပါတယ်ဒီနေ့ပေါ့နော်သမီးတို့ရဲ့2လတာအကားကွက်တွေအကုန်လုံးကိုကလေးရောလူကြီးလူငယ်ပေါ့နော်အကုန်လုံးကဒီနေ့မှာဖျော်ဖြေပွဲလုပ်ပြီးတော့အကုန်လုံးတင်ဆက်တာဖြစ်ပါတယ်။သမီးတို့အနေနဲ့မွန်ရိုးရယဉ်ကျေးမှုအမွေနှစ်တွေကိုဆက်လက်ပြီးတော့ထိန်းသိမ်းမှာပါ။အတိအကျအချိန်ကမှာကျွန်တော်တို့ဒီတူရိယာတွေရဲ့တန်ဖိုးထားနိုင်မှုပဲနောက်တစ်ခုကဒီ note သဘောတရားတွေအားလုံးကျွန်တော်အခြေခံအစပြီးတော့စတင်ခဲ့ရပါတယ်။ကျွန်တော်တို့ဒီအခုလက်ရှိတူရိယာတီးဝိုင်းမှာပေါ့နော်ရန်ကုန်ကလူငယ်တွေအကုန်လုံးပဲနောက်ဆက်ပြီးဒီထက်ပိုကောင်းတဲ့တူရိယာတေးသချင်းတွေကိုပိုပြီးတီးခတ်နိုင်အောင်ပိုပြီးတော့လေ့ကျင့်သွားမယ်လို့ကျွန်တော်ပြောချင်ပါတယ်အဆိုပါတင်နန်းစင်ပွဲအခမ်းအနားမှာတော့တင်နန်းတယောက်ခဲ့ကြတဲ့တင်နန်းသားတင်နန်းသူများအားသက်ဆိုင်ရာတာဝန်ရှိသူများကတင်နန်းစင်လက်မှတ်များအသီးသီးပေးအပ်ခဲ့ကြပြီးမွန်ရိုးရာအခြေခံကနဲ့မွန်တူရီယာအတီးမွန်မှန်တင်နန်းကိုတက်ရောက်ခဲ့ကြတဲ့တင်နန်းသားတင်နန်းသူတွေကလည်းတင်နန်းမှလေ့ကျင့်မှုတွေကိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်